မင်္ဂလာနံနက်ခင်းပါおはようございます。မင်္ဂလာပါこんにちは。မင်္ဂလာညနေခင်းပါこんばんは。ကောင်းသောညပါおやすみなさい。ကျေးဇူးတင်ပါတယ်どうも。နှုတ်ဆက်ပါတယ်さようなら。ဒါဆိုရင်လဲそれでは。バイ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 。နောက်မှတွေ့မယ်じゃあね。ဟုတ်ကဲ့はい。ဟုတ်ပါတယ်はい。そうです。နားလည်ပါပြီわかりました。သိပါပြီ承知しました。ကောင်းပါပြီかしこまりました。ကျေးဇူးတင်ပါတယ်ありがとうございました。တောင်းပန်ပါတယ်すみません。ကျေးဇူးတင်ပါတယ်どうも。ခမည်းစေတနာကိုကျေးဇူးတင်ပါတယ်ご親切にどうもありがとကိုညီဆောင်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်う。お世話になりました。မဟုတ်ပါဘူးいいえ。ကိစ္စမရှိပါဘူး大丈夫ですよ。ကိစ္စမရှိပါဘူးရပါတယ်どういたしまして。စိတ်မပူပါနဲ့気にしないで。ကျွန်တော်ဘက်ကကျေးဇူးတင်ပါတယ်こちらこそ。စိတ်မရှိပါဘူးいいえ。構いません。တောင်းပန်ပါတယ်すみません。တောင်းပန်ပါတယ်ခွင့်လွတ်ပါごめんなさい。အမှားလုပ်မိလို့တောင်းပန်ပါတယ်失礼しました。အနုညွတ်တောင်းပန်ပါတယ်申し訳ありません。စိတ်နှောက်ယှက်ပေးမိလို့တောင်းပန်ပါတယ်ご迷惑をおかけしました。အလွန်မင်းတောင်းပန်ပါတယ်大変失礼しました。တောင်းပန်ပါတယ်စိတ်မရှိပါနဲ့すみません。နည်းနည်းလေးမေးလို့ရမလားちょっといいですか？ခဏလောက်ခွင့်ပြုပါနည်းနည်းလေးစိတ်မရှိပါနဲ့ちょっとすみません。ခရီးသွားကိစ္စနဲ့ပတ်သက်ပြီးတော့ခဏလေးမေးချင်ပါတယ်旅行のことですが、ちょっと伺いますが、ဟိုလေအခုဘယ်ချိန်ရှိပြီလဲ今は何時ですか？ဒါကပါလဲこれは何ですか？ဒီနေရာကဘယ်နေရာလဲここはどこですか？ဒါကဘယ်လိုစာအုပ်မျိုးလဲそれはどんな本ですか？ဒီမြင့်နာမည်ကပါလဲなんていう川ですか？တောင်းပန်ပါတယ် H အတန်းကဘယ်နေရာမှာလဲすみません。H 列はどこですか？ H အတန်းကဟိုဘက်လမ်းကြောင်းမှာရှိပါတယ် H 列は向こうの通路です。ပြတင်းပေါက်ဘက်နဲ့ရှောက်လန်းဘက်ဘယ်ဘက်ကိုကြိုက်ပါသလဲ窓側と通路側、どちらがよろしいですか？ခရီးဆောင်အိမ်လက်ခံပြပိုင်းကိုဒီမှာကတ်ထားလိုက်ပါမယ်お荷物の控えはこちらに貼っておきます。လက်ခံဖုန်းအသုံးပြုခြင်းကိုရှောင်ရှားပေးပါ携帯電話のご使用はお控えください。お荷物の控えはこちらに貼っておきます。携帯電話のご使用はお控えください。ခရီးဆောင်အိတ်ကမဆက်ပါဘူး荷物が入りません。ကျေးဇူးပြု၍လမ်းဖယ်ပေးပါ通してください。ထိုင်ကုန်လဲကျင်ပါတယ်席を変えてほしいです。ထိုင်ကုန်ကိုလှဲချလို့ရမလား席を倒してもいいですか？ဘယ်ချိန်မှရောက်မှာလဲ到着は何時ですか？တရုတ်ဘာသာနဲ့သတင်းစာရှိပါသလား中国語の新聞はありますか？ဖျော်ရည်ရနိုင်မလားジュースをもらえますか？လက်ဖက်ရည်ဒါမှမဟုတ်ရင်ကော်ဖီကိုယူမလား紅茶かコーヒーはいかがですか？လက်ဖက်ရည်ပေးပါ紅茶ください。immigration အဝင်ကပ်ပြားရှိပါသလား入国カードはありますか？အေးမိပျောက်စေးရှိပါသလား風邪薬はありますか？အင်္ဂလိပ်မဂဇင်းရှိပါသလား英語の雑誌はありますか？ဂျပန်သတင်းစာရှိပါသလား日本の新聞はありますか？တောက်เสียအပူတစ်ခုခုရှိပါသလား温かい飲み物はありますか？